Hello everyone, Hello Minglawa. Welcome back to my Amanda Nui study channel. My name is Nui. You can call me Nui for short. My name is Amanda Nui ဖြစ်ပါတယ်။အတူကောင်းအနေနဲ့ Nui လို့ခေါ်လို့ရပါတယ်။ဆိုတော့ပြီးခဲ့တဲ့ video မှာ review 2သင်ခဲ့တယ် review 2ကိုပြန်ပြီးလုပ်ခဲ့တယ်။အခုက unit 7ကိုလေ့လာမှာဖြစ်ပါတယ်။ So let's get started. Okay. Unit 7က clothes အဝတ်အစားတွေကြောင့်လေ့လာရမယ်။ဒီသင်ခန်းစာမှာသင်ရမယ့် grammar လေးတွေက yes no question နဲ့ possessive adjective နောက်တစ်ခုအဲ့ဒါတွေကိုလေ့လာမှာဖြစ်ပါတယ်။ဟုတ်ပြီ yes no question ဒီတစ်ခေါက်လေ့လာမှာ are they they ကပါလေ plural အများဒါလေးကိုမှတ်ထားမယ် are they ဆိုရင်ဒါအများကိုမေးချင်တဲ့အခါမှာသုံးတယ် yes they are ဆိုဟုတ်တယ်ဆို yes they are မဟုတ်ဘူးဆိုရင် no they are ဒါလေးကိုမှတ်ထားမယ်နော်ဟုတ်ပြီare they ကအများကြီးပေါ့ဥပမာဒီမှာကြည့်လိုက် What are these? Are they socks? ဒါတွေကခြေတွေလား Yes they are ဟုတ်တယ်ဒါခြေတွေပဲ What are these? Are they trouser? ဒါ trouser ဘောင်းမီရှိလား No they aren't they are shorts ဒါဘောင်းမီတို့တွေမဟုတ်ဘူးအများနှစ်ခုထပ်ပိုးတဲ့အရာတွေကိုမေးချင်တဲ့အခါမှာ are they လို့သုံးတယ်ဥပမာတစုံဒါဆိုရင်တစုံပြောချင်တာ socks ကခြေတွေကတစုံလားတစုံစီလားလေအဲ့တော့ are they socks တစုံမေးချင်တာ are they socks တို့မေးမယ်နောက်တစ်ခု trouser တို့ shorts တို့အဲ့ဒါတွေကကြာဘောင်းမီတစ်ထည်မှာဆိုလို့ရှိရင်ချောင်းဝတ်ဖို့အတွက်ဖြစ်တဲ့အတွက်ဒါကို plural အနေနဲ့သတ်မှတ်တယ်အဲ့တော့ are they လို့သုံးတယ်မေးချင်ရင် are they ဆိုတဲ့ plural နဲ့မေးလို့ရတယ်ဟုတ်ပြီ are they yes or no question ဆိုတာ short answer ပေးလို့ရတဲ့ questions မေးခွန်းလေးတွေဖြစ်တယ်ဟုတ်ပြီyes they are no they are ဟုတ်တယ်ဆို yes they are မဟုတ်ဘူးဆို no they are ဒါလေးကဒီဟာလေးကိုအတူတူပေးထားတာဟုတ်ပြီ question form ဘယ်လိုပြောင်းမလဲဥပမာ they are trousers ဟုတ်ပြီ they are trousers ဘောဟာပဲရမယ်နော် they are trousers ဒါကိုဘယ်လို question အဖြစ်ပြောင်းလို့ရမလဲဆိုလို့ရှိရင်ဒီ are လို့ခေါ်တဲ့ verb to be လေး verb be လေး verb be လေးကို subject ရှိမှပို့လိုက်ရမယ်ဆိုလို့ရှိရင် are they trouser နောက်က noun လိုက်ရုံနဲ့ are they trouser ဆိုပြီး question form ဖြစ်သွားတယ် sorry are they trouser နောက်က question mark ထည့်ပုံမမင်းနဲ့မေးခွန်းဆိုရင်အများတိုင်း question mark ထည့်ရမယ်နော်ဟုတ်ပြီOkay ပြန်ပြောကြည့်အောင် question ကိုစာကြောင်းတစ်ကြောင်းကိုမေးခွန်းဖြစ်ဘယ်လိုပြောင်းမလဲ first are ဆိုရင် verb view ရှာမယ် verb view ရှာပြီးတော့ subject ရှိမှတွက်ပို့လိုက်မယ်ပြီးရင်အဲ့စာကြောင်းပြင်ရင်မယ် are they trousers နောက်က question မှာထည့်လိုက်မယ်ဆိုရင်ဒါ question form ဖြစ်သွားပြီဒါ automatically question form ဖြစ်သွားပြီဒါစာကြောင်းကနေမေးခွန်းဘယ်လိုပြောင်းမလဲဆိုတဲ့ပုံစံလေးဟုတ်ပြီနော်ဟုတ်ပြီ no they are ဆိုတာ no they are not ကိုပြောချင်တာဒါလေးရမယ်ဆိုရင် number 1 take the correct short answer မှန်ကန်တဲ့အဖြေတူလေးတွေကိုအမှန်ချစ်မယ်ဟုတ်ပြီ are they shoes တဲ့ဒါဖက်နဲ့လား shoes ဖက်နဲ့ဒီလား yes they are လား no they are ဒီပုံလေးကိုကြည့်မယ်ဒါလေးက shoe ဖက်နဲ့ဒီဆိုတော့ yes they are ဟုတ်တယ် yes they are number 2 are they dresses ဒါတွေကကာဝင်နေလားတဲ့ yes they are ဟုတ်တယ်ဒါကာဝင်နေနောက်တစ်ခု are they coats တဲ့ဒါတွေကကိုဝင်ကြီးလားတဲ့ no they aren't sorry no they aren't မဟုတ်ဘူးဒါပါလေ shorts ဘောင်းမီတို့ဖြစ်တယ် they are shorts ပြီး are they hats တဲ့ဒါအုတ်ထုတ်တွေလားတဲ့ yes they are ဟုတ်တယ်အုတ်ထုတ်တွေပဲ are they t-shirts ဒါ t-shirt လားတဲ့ t-shirt တွေလားတဲ့ yes they are ဟုတ်တယ်ဒါ t-shirts တွေပဲ are they socks ဒါခြေတွေလားတဲ့ no they aren't they are trousers ဒါမောင်မရှိဖြစ်တယ် okay မေးခွန်းမေးကြည့်ပေးမယ်အဖြေဖြေကြည့်အောင် are they shoes yes they are they dresses yes they are they coats no they aren't
Are they hats? Yes, they are. Are they t-shirts? Yes, they are. Are they socks? No, they aren't. Oh, okay. ဒါလေးရမလားဒါလေးရမယ်ဆိုရင် number 2 page number က36ပါ number 2 right ရေးမယ် yes they are ဟုတ်တယ်ဆိုရင် yes they are ရေးမယ်မဟုတ်ဘူးဆိုရင် no they aren't ရေးမယ် okay are they mom's dresses ဒါအမေရဲ့ခေါင်းဝင်းနေလားဟုတ်တယ်ဆိုတော့ yes they are mom's dresses ဒါအမေရဲ့ခေါင်းဝင်းနေဖြစ်တယ်နောက်တစ်ခု are they dad's hat ဒါအဖေရဲ့အုပ်ထုပ်တွေလားတဲ့ no they aren't မဟုတ်ဘူး are they Allison's socks တဲ့ socks ဆိုချိတ် Allison ရဲ့ချိတ်တွေလားတဲ့ no they aren't မဟုတ်ဘူးဘာမှမတို့ပြပြီးချိတ်လားဆိုတော့မဟုတ်ဘူး no they aren't what are they အပိုင်းလေ they are shorts ဘာမှမတို့လေ are they dad's socks အဖေရဲ့ချိတ်လားတဲ့ဒါတွေက no they aren't မဟုတ်ဘူးအဖေရဲ့ they are dad's trouser ပေါင်းမရှိဖြစ်တယ်အဖေရဲ့ပေါင်းမရှိနောက်တစ်ခု are they Jimmy's shoes Jimmy ရဲ့ shoe ပနက်ဒီလားတဲ့ yes they are ဟုတ်တယ် yes they are ဒါ Jimmy ရဲ့ shoe ပနက်ဒီဖြစ်တယ်နောက်တစ်ခု are they mom's hat ဒါအမေရဲ့အုတ်ထုပ်ဒီလားတဲ့ yes they are ဒီကွန်မေးပြမယ်ဖြည့်ဖြည့်ကြည့်အောင် are they mom's dresses yes they are they dad's hat no they aren't are they Allison's socks no they aren't are they dad's socks no they aren't are they Jimmy's shoes yes they are they mom's hat yes they are okay ဒါလေးရမလားဒါလေးရမယ်ဆိုရင် number 2မရသေးရင် you can pause the video ရမပြီးဘူးဆိုရင် you can pause the video and write down မပြီးသေးဘူးဆိုရင် video ရက်မယ်ရက်ပြီးပြီဆိုလို့ရှိရင်စာအုပ်ဆက်ရေးမယ် okay number 3 look and write ကြည့်မယ်ပြီးရေးမယ် Allison's လားဒါမှမဟုတ် Jimmy's လား Allison ရဲ့ဟာလား Jimmy ရဲ့ဟာလားတဲ့ Okay, yes it is, no it isn't. Yes they are, no they aren't. ရှေ့ဟာနဲ့ရှေ့မှာသင်ခဲ့တဲ့ဟာနဲ့ပြန်ပေါင်းနေနော် it is ကအနည်းကိုပြောတာ they are ကအများကိုပြောတာဟုတ်ပြီဒီဟာလေးကိုဝေလန့်ထားတဲ့ဟာလေးကိုကြည့်မယ်ပြီးရင် are they Jimmy's shorts ဒါ Jimmy ရဲ့ဘောင်းမီတိုလားတဲ့ yes they are ဟုတ်တယ် are they Jimmy's socks ဒါ Jimmy ရဲ့ socks อ่ะ No, they aren't. Is it Allison hat ဒါ Allison ရဲ့အုတ်ထုပ်လေးလားတဲ့ Yes it is Yes it is ဟုတ်တယ် Yes it is Are they Jimmy's shoes တဲ့ဒါ Jimmy ရဲ့ shoe ပနက်ဒီလားတဲ့ Yes they are ဟုတ်တယ် Yes they are ဒီနေရာမှာအရာကိုကြည့်ပြီးတော့ဟုတ်တယ်ဆိုမဟုတ်ဘူးဒါယောက်ျားလေးဟာလားဒါမိန်းကလေးဟာလားဆိုတော့ခွဲခြားသိလို့ရတယ်ယောက်ျားလေးဟာဆိုရင်ဒီလိုရောင်လေးတွေမိန်းကလေးဟာဆိုပန်းရောင်လေးတွေပေါ့နော် Okay နောက်တစ်ခု Is it Allison's t-shirt ဒါ Allison ရဲ့ t-shirt လားတဲ့ No မဟုတ်ဘူး No it isn't မဟုတ်ဘူး Is it Jimmy's dress လားဒါ Jimmy ရဲ့ခေါင်းဝင်လားတဲ့No, it isn't. မဟုတ်ဘူး။ယောက်ျားလေးကဝင်မဟုတ်ဘူး။ Okay, မေးခွန်းမေးပေးမယ်။ဖြေလေးဖြေကြည့်ရအောင် Are they Jimmy's shorts? Yes, they are. Are they Jimmy's socks? No, they aren't. Is it Allison's hat? Yes, it is. Are they Jimmy's shoes? Yes, they are. Is it Allison t-shirt? No, it isn't. Is it Jimmy's dress?
No it isn't မဟုတ်ဘူးဒါလေးရမလားဒါလေးရမယ်ဆိုရင် possessive adjective တွေသွားပါမယ်သိရမှာကသူ့ဟာဆိုရင် his ကိုသုံးမယ်သူမဟာဆိုရင်ဟာကိုသုံးမယ်ဒါလေးကိုမှတ်ထားမယ်သူ့ဟာကို his လို့သုံးမယ်သူမဟာကိုဟာလို့သုံးမယ်ဟုတ်ပြီဒါတွေကပိုင်ဆိုင်မှုကိုပြတယ် his နဲ့ဟာတွေကပိုင်ဆိုင်မှုကိုပြတယ် adjective တွေဖြစ်တယ်ဘယ်သူမှဘာရှိတယ်ဆိုတော့ပြောတယ်သူဟာ his သူမဟာဟာဟုတ်ပြီ where's his shirt t-shirt တဲ့သူ့ရဲ့ t-shirt ကဘယ်မှာလဲတဲ့ where's her dress သူမရဲ့ခေါင်းဝင်းကဘယ်မှာလဲတဲ့မေမေကအစင်ခေါင်းဝင်းကဘယ်ဟာလဲဘယ်မှာလဲတဲ့ပြီးရင်ချင်းမီရဲ့ t-shirt ကဘယ်နားမှာလဲတဲ့ရှာနေဟုတ်ပြီ he က his ဆိုတာကယောက်ျားလေးကိုပြောတဲ့အခါမှာသုံးတယ်ဟာကြတော့ English ပေါ့ဒီလိုလေးမှတ်ထားလိုက် his ဆိုရင်သူဟာဆိုရင်သူမဟာတခြားပိုင်ဆိုင်မှုကိုပြတဲ့ adjective တွေကဘာလဲဆို I pronoun ဆို subject pronoun တွေပြောကြည့်မယ် I you it we they ဒါတွေက subject pronoun တွေဒါတွေကို possessive အနေနဲ့ပြောင်းမယ်ဆိုရင်နော် my I ဆိုရင် my ဖြစ်သွားမယ် you ဆိုရင် your ဖြစ်သွားမယ် it ဆိုရင် is ဖြစ်သွားမယ် we ဆိုရင် our ဖြစ်သွားမယ် they ဆိုရင် their ဖြစ်သွားမယ်ဒါရမဟုတ်နော် their I my you your it is we our they their ဒါလေးတွေကိုကြက်ထားမယ်ဒီဟာကိုကြက်ထားမယ် I ဆိုရင် my you ဆိုရင် your it ဆိုရင် its we ဆိုရင် our they ဆိုရင် their ဒါလေးကို pronoun ကနေ possessive adjective ပြောင်းတဲ့စကားလုံးလေးတွေဒီစကားလုံးလေးတွေကိုကြက်ထားပါမယ် okay ဒါဆိုရင် number 4 match number 1 her သူမဟာဆိုတော့ her number 2သူဟာဆိုတော့ is တွဲကြည့်မယ် number ဒါသူမဟာဆိုတော့ her number 4သူဟာဆိုတော့ is okay ဒါလေးပြီးပြီဒါလေးရမလားဒါလေးရမယ်ဆိုရင် number 5 right his or her တဲ့ his မဟုတ် her ကိုရေးအောင်ဟုတ်ပြီပထမဆုံး this is t-shirt တဲ့ဒီ t-shirt လေးကဘယ်သူ t-shirt လဲဒီဖေဖေရဲ့ t-shirt ဆိုတော့ this is his t-shirt sorry ဒါ number 3 number 1 number 2တော့မယ် this is blank hat ဒီအုပ်ထုပ်လေးကဘယ်သူအုပ်ထုပ်လဲအဖွားရဲ့အုပ်ထုပ်ဆိုတော့ her hat ပြီး number 4 this is blank t-shirt ဒီ t-shirt လေးကဘယ်သူ t-shirt လဲအမေရဲ့ t-shirt ဆိုတော့ her t-shirt နောက်တစ်ခု number 5 this is blank shoes ဒီ shoe လေးကဘယ်သူ shoe လဲ Jimmy's ရဲ့ shoe ဖက်ဆိုတော့ his shoe နောက်တစ်ခု this is blank shoe ဒါဘယ်သူရဲ့ shoe တော့ဘယ်သူ shoe တော့ Allison ရဲ့ shoe ဆိုတော့ her shoe ဟုတ်ပြီ this is his hat repeat after me please this is his hat this is her hat this is his t-shirt this is her t-shirt this is his shoe this is her shoe ရမလားရမယ်ဆိုရင် number 6 right ရေးမယ်ဒီမှာကောင်မလေးနဲ့ Allison ရဲ့ Jimmy အင်ကြီးဝတ်ထားတယ်ဒီအင်ကြီးလေးကိုကြည့်ပြီးဒါဘသူဟာပါဒါဘသူဟာပါဒါကတော့ဘသူဟာမဟုတ်ပါဘူးဒါဘသူဟာပါဒါဘသူဟာမဟုတ်ပါဘူးဆိုတာကိုရေးပေးမယ် okay example အနေနဲ့ they are Jimmy's ဒါ Jimmy's ရဲ့ဟာ they are his trousers ဒါသူ့ရဲ့အောင်းမီဖြစ်ပါတယ်ဒါကဘသူဟာပါဒါဘသူအတွက်ဘသူရဲ့t-shirt ဆိုဒါဘသူရဲ့ t-shirt ဖြစ်ပါတယ်အဲ့လိုမျိုးလေးရေးပေးရမယ်နော်ဟုတ်ပြီ this is Allison's ဒါ Allison ဟာပါတဲ့ it is her dress ဒါသူ့ရဲ့ခေါင်းဝင်ပါ okay number 3ဒါဘသူဟာလေးလဲ Allison ရဲ့ဟာလေးဆိုတော့နောက်တစ်ကြောင်းက
It is her head. Is her head. သူ့ရဲ့အုတ်ထုပ်ပါ is နဲ့ရေးမယ် Oh sorry. Apostrophe s နဲ့ရေးမယ် Okay. နောက်တစ်ခု It is Jimmy ဒါ Jimmy ဟာအနည်းဆိုတော့ it is နဲ့သုံးမယ် It is his t-shirt ဒါသူ့ရဲ့ t-shirt ပါနောက်တစ်ခု socks ဒါဘသူ့ရဲ့ခြေလေးတော့ Allison ရဲ့ခြေလေးဆိုတော့ they are Allison အများဆိုတော့ they နဲ့သုံးမယ် they are Allison they are her they are her အမော apostrophe နဲ့ရေးမယ် they are her socks ဒါသူ့ရဲ့ခြေတွေဖြစ်တယ်သူမရဲ့ခြေတွေဖြစ်တယ်ဒါ apostrophe s ပါနော် Okay နောက်တစ်ခု error ကြောင့်ပြတ်သွားတာ Number 6ဒါဘသူ့ရဲ့အုတ်ထုတ်လေးလဲ Jimmy's ရဲ့အုတ်ထုတ်လေးဆိုတော့ it is Jimmy's အနည်းဆိုတော့ it is Jimmy's it is his hat it is his hat Okay repeat after me please They are Jimmy's They are his trousers It is Allison It is her dress It is Allison's It is her hat It is Jimmy It is his t-shirt They are Allison They are her socks It is Jimmy's It is his hat ဒါလေးရမလားဒါလေးရမယ်ဆိုရင်တော့ unit 7ကပြီးသွားပါပြီအတူတူကလိုက်လုပ်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ် See you in the next video bye bye